Avenger Doomsday ယခုလက်ရှိအချိန်မှာဆိုရင်စုစုပေါင်းဒေတာ၄ခုတောင်ထွက်ရှိလို့လာပြီဖြစ်ပါတယ်။ဒါကတော့စိတ်လှုပ်ရှားစရာတစ်ခုပဲเนาะဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးတော့မယ့်အကြောင်းအရာကတော့ Avenger Doomsday နဲ့ပတ်သက်တဲ့ theory လေးတစ်ပုဒ်ကိုကျွန်တော်ပြန်လည်ပြောပြပေးတော့မှာဖြစ်တယ်။ကျွန်တော်ဗီဒီယိုကိုချက်လောက်အဆုံးထိကြည့်ပေးပါဦး။ဘာမှမပဲဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မေ့ကြနိုင်အောင်เนาะAvenger Doomsday ဖြစ်လာရတဲ့အကြောင်းအရာ Avenger တွေအကြောင်းလို့ပဲပြောရင် brother တို့ယုံကြမယ်။ဒါကိုလူတိုင်းကမဖြစ်နိုင်ဘူးလို့ထင်နေကြမယ်။ဆိုတော့ကျွန်တော်ကဒါကို theory တစ်ပုဒ်နဲ့ပဲပြောမှဖြစ်တဲ့အတွက် theory ကို theory လို့ပဲမြင်ပေးကြတယ်။ဆိုတော့ဒီ theory ကဒီ Reddit website ထဲကနေပြီးတော့လူတစ်ယောက်ပြောတာပေါ့နော်။သူပြောတာက Marvel ရဲ့တမိုင်းကိုသေချာပြန်ကြည့်မယ်ဆိုရင်သူတို့ကအရေးကြီးတဲ့ဇာတ်ကားတွေ villain နာမည်နဲ့မတတ်မှတ်တော့ဘူး။ဥပမာပြောချင်တာက Avenger Infinity War Endgameအခုလက်ရှိ Doomsday ပုံစံကိုသူကပြောချင်တာပေါ့နော်ဆိုတော့ Doomsday ဆိုတဲ့စကားလုံးကိုရွေးလိုက်တာတဲ့ဒီကားရဲ့အဓိပ္ပာယ်ကတိုက်ခိုက်မှုအကြောင်းမဟုတ်ပဲနဲ့ဆုံးဖြတ်ချက်တွေရဲ့အဆုံးအသက်အကြောင်းဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုအစောဆုံးပြောနေတယ်သူဘာလို့သူတို့ပြောလဲဆုံးဖြတ်ချက်တွေရဲ့အဆုံးအသက်ဆိုတာပါတယ်ဒီ MCU ထဲမှာ Avenger တွေကအမြဲတမ်းမှန်တဲ့ဘက်မှာရှိနေတဲ့လူတွေလို့မြင်ရတတ်တယ် Infinity War မှာသူတို့ရှုံးနေခဲ့တယ်အဲ့ဒီရှုံးနိုင်မှုကိုလူတွေကအပြစ်မတင်ခဲ့ကြဘူးဘာကြောင့်လဲဆိုတော့သူတို့အစွမ်းကုန်ကြိုးစားခဲ့တာကိုလူတိုင်းနှီးပါသိတယ်။ဒါမဲ့ Infinity War ရဲ့အရေးကြီးဆုံးအချက်ကရှုံးနိုင်ရင်မဟုတ်မထိန်နိုင်တော့တဲ့အခြေအနေကိုပထမဆုံးအချိန် Marvel ကပြသလိုက်တာ။ Infinity War မှာတော့သူတို့အဆုံးမရှိသူတို့တိုက်ပွဲဝင်ခဲ့တယ်။ဒါမဲ့သူတို့လူကဘာသူတစ်ခုလောက်လူတဝက်လောက်ကိုသူတို့ဆုံးရှုံးလိုက်ရတယ်။ဆိုတော့စတာအန်ဂိမ်းမှာစEndgame မှာ Avenger တွေကအဲ့ဒီအခြေအနေကိုလက်မလွတ်ချင်ခဲ့ကြဘူး။သူတို့ဆုံးဖြတ်ခဲ့တာအချိန်ကိုပြန်သွားမယ်။ဖြစ်ပြီးသားအရာတွေကိုပြန်ပြင်မယ်။အချိန်ခီးသွားကြမှာပေါ့နော်။ဆိုတော့အဲ့ဒီဆုံးဖြတ်ချက်ကိုအဲ့ဒီအချိန်မှာတော့ hero decision လို့ပဲလူအများမြင်ခဲ့ကြတယ်တဲ့။ကဘာကိုကယ်တင်ဖို့လုပ်တာဆိုတော့မားတဲ့လူပြောမဲ့လူလည်းမရှိပါဘူး။ဆိုတော့အဲ့ဒီနေရာမှာတခြားလူဆိုရင်သူတို့လုပ်တာမှန်တယ်လို့ပဲထင်ကြမှာပဲလေ။ဒါမဲ့ဒီနေရာမှာက Marvel ကမေးချင်တဲ့မေးခွန်းကနောက်တစ်ခုhero ဖြစ်တာနဲ့ပဲအချိန်ပြင်ခွင့်ရှိသလားအမားတစ်ခုကိုပြင်ဖို့အခြားအမားတွေကိုဖန်တီးရင်အဲ့ဒါကိုတရားများတားတယ်လို့ခေါ်သလားတဲ့ဆိုတော့အဲ့ဒီအမားတွေကပါတယ် time travel လုပ်ခဲ့တယ်သူတို့ Endgame မှာ multiverse timeline branching ဆိုတဲ့အရာတွေက villain တယောက်ကနေပြီးတော့စလုပ်ခဲ့တာမဟုတ် Avenger တွေစတင်ဖန်တီးခဲ့တဲ့အရာတွေဖြစ်သွားတယ်ဆိုတော့ Avenger Doomsday ဆိုတာဒီနေရာမှာအရေးကြီးလာပါတယ်တဲ့Doomsday ဆိုတာကဘာပြတ်သွားတဲ့နေ့တစ်နေ့ကိုမဆိုလို့ဒါကပြန်မပြင်နိုင်တော့တဲ့အချိန်ကိုဆိုလိုတာပါတဲ့ Avenger တွေရဲ့ဆုံးဖြတ်ချက်ကတစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲဇက်တိုက်ဖြစ်လာတဲ့အခါမှာအဲ့ဒီအကျိုးဆက်တွေကိုထိန်းချုပ်လို့မရတော့တဲ့အချိန်ကို Marvel က Doomsday လို့ခေါ်ကျင်နေတာဖြစ်နိုင်ပါတယ်တဲ့ဒီကားမှာတဲ့အဓိကရန်သူက Thanos လို့မျက်နှာချင်းဆိုင်ရတော့မှာမဟုတ်အဓိကရန်သူကဖြစ်ပြီးသားအရာတွေဖြစ်ခဲ့ပြီးသားအရာတွေအဲ့ဖြစ်ခဲ့ပြီးသားအရာတွေက timeline တွေခွဲထွက်သွားတာတွေ multiverse တကားတွေပိတ်သွားတာတွေဖွင့်သွားတာတွေပြန်မပိတ်နိုင်တော့တဲ့အကျိုးဆက်တွေအဲ့ဒီအရာအားလုံးက Avenger တွေရဲ့ကောင်းစိတ်ကနေစခဲ့တာဆိုပြီးပဲဒါပေမဲ့ပြန်အတွင်းကြပြန်ကြည့်မယ်ဆိုရင်တကယ်တမ်းကိုကြောက်စရာပေါင်းနေခဲ့ပါတယ်သူပြောချင်တာ Avenger Doomsday မှာ Avenger တွေကသူတို့ကိုယ်တိုင်ရေးခဲ့တဲ့လမ်းတွေရဲ့အကျိုးဆက်တွေကိုသူတို့ရင်ဆိုင်ရမယ်ဖြစ်နိုင်တယ်ကိုယ်တိုင်ရင်ဆိုင်ရမှာပေါ့နော်သူတို့လုပ်ခဲ့တဲ့အကျိုးဆက်တွေကိုဒီတစ်ခါတော့သူမေးတာကဘာကိုဘယ်လိုကယ်မလဲဆိုတာထက်ကိုကဘာကိုဒီအခြေအနေထိရောက်အောင်ဘယ်သူကသွန်းပို့ခဲ့တယ်ဆိုတာကိုဒါကြောင့် Avenger Doomsday ဆိုတာ Avenger တွေအနိုင်ရမယ့်ကမဟုတ်ဘူးဒီ hero တွေရဲ့ဆုံးဖြတ်ချက်တွေကိုပြန်လဲစစ်ဆေးဖို့လည်းဖြစ်နိုင်တယ် Marvel ကဒီကားတွေနဲ့တစ်ချက်တည်းကိုပြောချင်တာလည်းဖြစ်နိုင်တာပေါ့နော်ဒီကဲတင်ခြင်းလုံးနေတဲ့လူတွေကပဲတခါတလေကဘာပြက်စီးမှုကိုတဲ့အနည်းဆုံးတွန်းပို့တတ်တဲ့လူတွေဖြစ်တတ်ကြတယ်ဆိုတာပါပဲတဲ့နောက်ဆုံးမှကြံမဲ့မိခွန်းလေးကရိုးရိုးရှင်းလေးပဲဒီတစ်ခါကဘာပြက်ရင်ဒေါက်တာဒူးကြောက်လားဒါမှမဟုတ် Avenger တွေရဲ့မှန်တယ်လို့ယုံကြည်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကြောက်လားbrotherတို့ရောဘယ်လိုထင်လဲဒီ Avenger Doomsday ရဲ့ theory ဒါ theory တစ်ခုပဲဖြစ်တဲ့အတွက် brother တို့အများကြီးလဲစဉ်းစားကြရမလို့ဒါဖြစ်လည်းဖြစ်နိုင်တယ်မဖြစ်ရင်လည်းမဖြစ်ဘူးပေါ့နော်ဒါ Avenger Doomsday ဖြစ်လာရတဲ့အကြောင်းအရာဒေါက်တာဒူးကြောက်လား
Avenger တွေကြောင့်လားဒါမှမဟုတ်တခြားတက်ဆိုင်တဲ့အကြောင်းအရာတစ်ခုများရှိနေမှာဆိုတော့ brother တို့ရဲ့အမြင်ကို comment မှာချတော့ပြီပါကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတော့ကျေးဇူးတင်ပါတယ် Burmese Marvel channel လေးကို like share subscribe လုပ်ပြီးလည်းမမေ့တော့ကြပါနဲ့ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ Marvel theory တွေ power storytelling တွေကိုအချိန်ပြည့်တင်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Burmese Marvel လေးကို subscribe လုပ်တာကြပါဆိုတော့ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲရက်ကြအောင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye